တင်းရဲ့သပင်တွေအယမ်းမြင်မြင်ရှည်လာတဲ့အခါတင်းတငယ်ချင်းတွေကဘလို့လောက်တာလဲလို့တင့်ကိုလာမေးကြပါလိမ့်မယ်။တင့်အိမ်မှာရှိပြီးသားပစ္စည်း၃မျိုးနဲ့ပဲသပင်ရှည်မြန်စေပြီးသပင်ကျွတ်ချင်းကိုတခါတည်းရက်တန့်စေမဲ့အကောင်းဆုံးတဘာဝစီကိုဖန်တီးနိုင်ပါတယ်။ပထမဆုံးကြက်သွန်နီတစ်လုံးလိုအပ်ပါမယ်။ကြက်သွန်နီကိုအသုံးပြုပေမဲ့ဘလို့ကြက်သွန်နီမျိုးစားမဆိုအဆင်ပြေပါတယ်။ကြက်သွန်နီမှာပါဝင်တဲ့ဆာလာဖာဓာတ်ကကောလာဂျင်ထုတ်လုပ်မှုကိုမြင့်တင်ပေးပြီးဥယျာဉ်ပြားတွေကတိုးလည်ပတ်မှုကိုကောင်းမွန်စေတာကြောင့်သပင်မွေးမြစ်တွေကိုအာဟာရနဲ့အောက်ဆီဂျင်ပိုမိုရရှိစေပါတယ်။ကြက်သွန်ဖြူငါးမြော်ကိုလည်းအတုံးလေးတွေလှီးထားပါ။ကြက်သွန်ဖြူမှာကြက်သွန်နီထက်ဆာလာပါပိုမိုပါဝင်တာကြောင့်ဒီနည်းလမ်းရဲ့ထိရောက်မှုကိုပိုမိုမြင့်တင်ပေးပါလိမ့်မယ်။ပါဝင်ပစ္စည်းတွေကိုခွက်တစ်ခုတည်းထည့်ပါပါဝင်ပစ္စည်းတွေလုံးလုံးမြုပ်သွားအောင်တန်လွင်စီထပ်ဖြည့်ပါ။တန်လွင်စီဟာဗီတာမင် E-K တွေကိုပေးစွမ်းတဲ့အတွက်ဥယျာဉ်ပြားကျန်းမာရေးကိုကောင်းမွန်စေတဲ့အစွမ်းထက်ပြုပြင်ပေးတဲ့ဓာတ်ပေါင်းတစ်ခုဖြစ်ပါတယ်။ရောဆက်ထားသောစီကိုအပူပေးခြင်းအိုးတစ်လုံးထဲကိုရေဖန်ခွက်တစ်ခွက်ထည့်ပါ။အပူကြောင့်ဖန်အိုးမကွဲစေဖို့မိနစ်ပြည့်ပြည့်နဲ့တီးပါအရောအနှောကိုတေချာစွာမှွေပြီး10မိနစ်ကြာကြိုချက်ပါ။ပြီးရင်အရောအနှောကိုစစ်ထုတ်လိုက်ပါ။ထိုအရောအေနာကိုအသုံးပြုပြီးစီကိုဥယျာဉ်ပြားပေါ်တိုက်ရိုက်လိမ့်ပါ။စုပ်ယူမှုကောင်းအောင်မိနစ်အနည်းငယ်ကြာနှိမ့်နေပေးပါ။သပင်မှာလိမ့်ပြီးနာရီဝက်ထားပါ။ထို့နောက်အနံ့အသက်သို့မဟုတ်ပိုရှန်တဲ့စီတွေကိုဖယ်ရှားဖို့ပုံမှန်အတိုင်းသပင်ကိုခေါင်းလျှော်ပါဒီနည်းလမ်းကိုတစ်ပတ်2ကြိမ်ပြုလုပ်ပါဒါဆိုရင်တင်းသပင်တွေဘလို့မြ мян ဆန်းဆန်းရှည်လာပြီးပိုမိုတောက်ပပြီးတန်မာလာတယ်ဆိုတာကိုသတိထားမိပါလိမ့်မယ်ဒီနည်းလမ်းကိုတင်ကြိုက်နှစ်သက်တယ်ဆိုရင်အစင်းသတ်မှတ်ပေးပါတင်အားကျန်းမာရေးနဲ့ပြည့်စုံတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ပါစေလို့ဆုတောင်းပါတယ်တင်းရဲ့အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်